sales သင်တန်းဆိုတာတော်တော်များများရှားပါတယ်အခုကိုကောင်းချင်းဆိုတော့ဒါမှမဟုတ်အရင်တော့ sales လုပ်ခဲ့တဲ့လူတွေတော်တော်များများကဒီ sales သင်တန်းကြီးပြန်ဖွင့်နေပါတယ်အဲ့လိုလူတွေစီမှာတက်ပါ marketing ကတော့များသောအားဖြင့်ကတော့စာတွေ့သင်တဲ့သင်တန်းကြီးများပါတယ်ဆိုတော့ကျွန်တော်အနေနဲ့အကြံပေးချင်တာကစာတွေ့သင်တန်းကြီးအပြင်ကိုတကယ် marketing တွေဟိုဟာတွေလုံနိုင်တဲ့ကိုယ့်ကို on the job တင်နိုင်တဲ့လူတွေစီမှာပဲဟိုဟာသင်ပါလို့ပြောချင်ပါတယ်ဒီဖအလုပ်လုပ်လဲခုနကပြောသလိုပဲကိုယ်တိုင်အောက်ရှေ့ရဝင်လို့ပါဆိုတော့တော်တော်များများကျွန်တော်အတူယူစီရတခုရှိပါတယ်ဆိုတော့တရုတ်ပြည်စီကနေအတူယူတာဖြစ်ပါတယ်နိုင်ငံသားတွေစီကလည်းအတူယူတာဖြစ်ပါတယ်ဆိုတော့တထေးသားသမီးတွေကနိုင်ငံခြားမှာကြောင်းတက်ပြီးတော့ပြန်လာရင်ဘယ်တော့မှအထူးသဖြင့်တရုတ်လူမျိုးတွေပေါ့ဆိုတော့ကိုယ့်သားသမီးကိုကိုယ့်လုပ်ငန်းမှာဘယ်တော့မှချက်ချင်းတမ်းမခံဘူးသူများစီမှာပဲလုပ်ခိုင်းတယ်သူများစီမှာလုပ်ခဲ့လို့တင်းနှစ်ကြာပြီးတဲ့အခါကျမှအချိုးပြေမှပဲလုပ်တာဖြစ်ပါတယ်မိဘစီမှာလုပ်လဲဝန်ထမ်းလို့သဘောထားပြီးလုပ်ပါဝန်ထမ်းတွေနဲ့ဒန်းတူလို့ကိုယ့်ကိုဝန်ထမ်းလို့လုပ်တဲ့အခါကျမှသာဒီလိုမျိုး experience ရမှာဖြစ်ပါတယ်တထေးသမီးတထေးသားဆိုပြီးတော့ခုံမထိုင်လို့တော့ဘယ်သူမှကိုယ်သင်ပေးမှာမဟုတ်ပါဘူးသင်တန်းတက်လို့တော့မတရားနိုင်ပါဘူးသင်တန်းတက်ရင်စာတွေ့ပဲရမှာဖြစ်ပါတယ်ဒီကတော့ပါလဲဆိုတော့ကိုယ့်ထက်အသက်ကြီးတဲ့လူဖြစ်စေကိုယ့်ထက် senior ဖြစ်စေကိုကစိတ်လေးတစ်ခုထားတတ်ဖို့ပဲလိုပါတယ်အဲ့ဒါတော့ပါလဲဆိုတော့ကိုသူစီကဘာသင်မလဲကောင်းတဲ့လူတွေရှိတယ်မကောင်းတဲ့လူတွေရှိတယ်ကောင်းတဲ့အကျင့်ရှိတဲ့လူတွေရှိတယ်မကောင်းတဲ့အကျင့်ရှိတဲ့လူတွေရှိတယ်ဆိုတော့ကောင်းတာကိုပဲကိုကယူဖို့လိုပါတယ်ဆိုတော့မကောင်းတာကိုပယ်ဖို့လိုပါတယ်